လေးရှားနိုင်ငံရဲ့နာမည်အကြီးဆုံးမြို့တော်တစ်ခုဖြစ်တဲ့ကွာလာလမ်ပူမြို့ခေါ် KNCC မြို့ကိုတွားရောက်လည်ပတ်မဲ့တဲပွေးခီးစဉ်ဘလော်လေးပဲဖြစ်ပါတယ်။အဲဒါကြောင့်မို့ဗီဒီယိုဘလော်လေးကိုအဆုံးထိကြည့်ရှုရင်းနဲ့ပင်ပန်းသမျှအပင်ပန်းတွေကိုအပန်းဖြေဖြောက်လိုက်ကြရအောင် Let's go ဟုတ်ကဲ့မင်္ဂလာပါဘလော့ပိုင်းအောင်သူပေမှနှွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ယခုတခါကျွန်တော်ပြန်လဲမျှဝေ share ရင်းလုပ်ပေးသွားမှာကတော့ကျွန်တော်တို့တွေမလေးနှစ်သက်ကူမှာအပန်းဖြေခီးစဉ်အနေနဲ့တွားရောက်လည်ပတ်ဖြစ်တာကတော့မလေးရှားနိုင်ငံရဲ့အထင်ကရနေရာများနာမည်ကြီးတဲ့နေရာများစွာကိုတွားရောက်လည်ပတ်မှာဖြစ်ပါတယ်အဲဒါကြောင့်မို့ကျွန်တော်ရဲ့ဘလော့ပိုင်းအောင်သူပေကိုလည်း like share follow လုပ်ထားနိုင်ပါတယ်ကျွန်တော်ဗီဒီယိုဘလော့တွေများစွာပြန်လဲမျှဝေ share ရင်းလုပ်ပေးဖို့ရှိပါတယ်ကျွန်တော်ယခုတခါပထမဦးဆုံးကျွန်တော်တို့တွေတွားရောက်လည်ပတ်ဖြစ်တာကတော့မလေးရှားနိုင်ငံနာမည်ကြီးဆုံးတစ်ခုဖြစ်တဲ့ကွာလာလမ်ပူမြို့တော် KNCC ထွင်းတာဝါကြီးရှိတဲ့နေရာကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ကွာလာလမ်ပူမြို့ဟာဆိုရင်ကွန်ဒိုအိမ်ယာတိုက်ခန်းကြီးတွေထွင်းတာဝါကြီးတွေများစွာရှိတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့လိုရွာသားတွေအညာသားတွေတက်တော့အမခန်းတရားပါပဲဗျာနော်။ထွင်းတာဝါကြီးတွေမော့ကြီးရတဲ့အကြည့်ကတော့လေဘင်းမှာရှေ့လှပါတယ်နော်။မိုးပြော်တိုက်ကြီးတွေပေါ့ဗျာမိုးနဲ့တောင်ထိတော့မဲ့အတိုင်းပါပဲ။ထွင်းတာဝါကြီးတွေကွန်ဒိုအိမ်ယာတိုက်ခန်းကြီးတွေဆောက်လုပ်ထားတာကတော့အမခန်းစရာပါပဲ။တမန်နိုင်ငံတွေကြီးပွားချမ်းသာမှုနှုန်းတွေတိုးတက်မှုနှုန်းတွေကကျွန်တော်တို့လို